Finn King ကတိတ်ဆိတ်နေခဲ့ပေမဲ့တင်းမာနေတဲ့အခြေအနေကနည်းနည်းတော့ပြေးရော့သွားတယ်ပြင်းမှုကောင်းလိုက်တာအတုံးမကျတဲ့အတူတယောက်ပဲအဲ့ဒီလိုပြောပြီးသူမလှည့်ထွက်သွားမယ့်အချိန်မှာပဲ Finn King ကရုတ်တရက်ပြောလိုက်တယ်ခဏနေဦးသူမကျွန်တော်စီတိုက်ရိုက်လျှောက်လာပြီး Dragon Pouch ကနေဓာတ်ချိတ်ကျိုးတစ်ခုထုတ်လိုက်တယ် North Sea Silk နဲ့ရဲလုပ်ထားတဲ့အရန်ခိုင်မာတဲ့ကျိုးတစ်ချောင်းအလဲမှာတော့ Chance ဆိုတဲ့ရှေးဟောင်းစာလုံးကိုထုထည့်ထားတဲ့အဖြူရောင်ကျဲလေးကြောက်တုံးတစ်လုံးချိတ်ထားတယ်ဒါကကျွန်တော်ဓာတ်ဟောင်းရဲ့ထားဆိုပဲအရင်တုန်းက Finn King ကိုမပျက်စီးနိုင်တဲ့ Ice Silk နဲ့ Soul Healing Jade ကိုပေါင်းပြီးကျွန်တော်ကိုယ်တိုင်လုပ်ပေးခဲ့တာအဲ့ဒီ Fake Death တိုက်ပွဲတုန်းကအရာအလုံးကိုတကယ်လို့မြင်ရအောင်ကျွန်တော်ကိုယ်ခန္ဓာနဲ့ဓာတ်ကိုယ်တော်ဖောက်ခွဲပစ်ခဲ့တယ်ဒါဆိုဒီထက်စကလည်းပြတ်ဖြစ်သွားရမှာမဟုတ်ဘူးလားဒါကိုသူမဘယ်လိုရှာတွေ့ခဲ့တာလဲ Finn King ရဲ့အတန်မှာအရင်ကမရှိဘူးတဲ့နူးညံ့မှုတစုံတရာပါလာတဲ့ဒါကိုထင်းချွန်ဝင်းထဲမှာတွေ့ခဲ့တာသူ့စီကကြံခဲ့တဲ့တစ်ခုတည်းသောပစ္စည်းပဲသူမကထမ်းဆုပ်ကိုကျွန်တော်ရှေ့တိုးပေးလိုက်တယ်။ကန်ကြည့်ကျွန်တော်ဥယျာဉ်ခွန်တော်တင်းသွားတယ်။အဲ့ဒီ Jade ကတာမန်မဟုတ်ဘူး။ Some nourishing Jade ဖြစ်ပြီးအထဲမှာကျွန်တော် Sword Intent အနေငယ်ကြံနေသေးတယ်။ကျွန်တော်ဒါမှမဟုတ်ကျွန်တော် Sword Intent ကိုစက်ခံထားသူပဲ။ဒါကိုကင်လိုက်ရင်အလင်းထွက်လာမယ်။ဝိနေလုံးကတော့သူမစမ်းတက်နေတာပဲ။ဒါပေမဲ့အခု Finn King ကတကယ်လေးနဲ့ထားနေတယ်။သူမရဲ့အတန်ကရုတ်တရက်အေးဆက်သွားတယ်။ Imperial Dragon ကလည်းကျွန်တော်ကိုပြန်ဖိနှိပ်လာတယ်။ကိုင်ဆိုတာကိုင်မင်းကြီးရလားအခုချက်ချင်းမဆုံးဖြတ်ရင်ဒီဖိအားအောက်မှာကြေမွသွားမယ်လို့တောင်ခံစားရတယ်။ Luke King Ching နဲ့ရင်ဝေးဝေးတို့လည်းကျွန်တော်ကိုစူးစိုက်ကြည့်နေကြတယ်သူတို့အားလုံးသိချင်နေတာကဒီ sword task ကိုကျွန်တော်ဘယ်လိုတုံ့ပြန်မလဲဆိုတာပဲကျွန်တော်တုံနေတဲ့လက်ကိုဖြည်းဖြည်းချင်းရှေ့တိုးလိုက်တဲ့နှစ်ဖူးကချွေးတွေစီးကြလာတယ် task နဲ့လက်ကြားတစ်လက်မလောက်ပဲကျန်တော့တဲ့အချိန်ရုတ်တရက်အခြေအနေပြောင်းသွားတယ်အနက်ရောင်များတစ်စင်းလေးကိုဖြတ်ပြီးပြစ်ဝင်လာတယ်စဉ်းစားချိန်တော့မရလိုက်ဘူးကျွန်တော် task ကိုအမြန်ဖမ်းလိုက်ပြီးအတိုင်းတစ်ထဲရှိကိုခုန်ထွက်လိုက်တယ်အရန်မတည့်ရတဲ့ပုံစံနဲ့ Finn King ရဲ့ခြေထောက်နားကိုတိုက်မိသွားတယ်အစိတ်လိမ့်ထားတဲ့များကသူမလေပင်ပေးကိုဖြတ်သွားပြီးစပင်းတစ်စီးကိုဖြတ်ပစ်လိုက်တယ်နောက်ကတိုင်မှာတော့နက်မောင်သွားအောင်စိုက်ဝင်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်ကတော့ Finn King ချေရင်မှာမှောက်ရက်ကျနေပြီး Sword Task ကိုတင်းတင်းကြပ်ကြပ်ကင်ထားတော့လက်ဖွားထဲမှာအေးဆက်တဲ့ခံစားချက်တစ်ခုရလာတယ်ဒါပေမဲ့အလင်းမထွက်လာဘူး Jade ကတာမန်ကြောက်တုံးလိုပဲတိတ်တိတ်လေးငြိမ်နေတယ်တုတ်ပြန်မှုမရှိဘူးဒါဆို तू မဟုတ်တာသိချပြီး Impress ကပြောလိုက်တယ် Finn King ရဲ့မျက်လုံးထဲမှာတက်တာသွားတဲ့ခံစားချက်စိတ်ပြတ်မှုနဲ့မဖြောက်နိုင်သေးတဲ့ကြောက်ရွံ့မှုတချို့ရောနေတယ် तू မှချက်ချင်းလှည့်ပြီးအဝေးကိုတက်ဖြတ်လို့စိတ်ပြင်းပြတဲ့မျက်လုံးနဲ့စိုက်ကြည့်လိုက်တယ်တောကူရှာ Assassin ကိုအသက်ရှင်လျက်ဖမ်းလာခဲ့ Royal Gorgery နဲ့ Sect Elder Tree ကချက်ချင်းထွက်ခွာသွားကြတယ်ဒါပေမဲ့ရင်ဝေးဝေးကတော့အဲ့ဒီအရှုပ်ထွေးကိုလုံးဝဂရုမစိုက်ဘူးသူမရဲ့အေးဆက်တဲ့မျက်လုံးကကျွန်တော်ဘော်ကိုပဲစိုက်နေတယ်ကျွန်တော်လှုပ်ရှားမှုက Impress ကိုကယ်လိုက်ရုံနဲ့မကဘူးတည်စီနိုင်တဲ့တိုက်ခိုက်မှုကိုလည်းအတိအကျရှောင်ခဲ့တာကျွန်တော်သူမကိုအနိုင်ဆုံးပုံစံနဲ့ကယ်လိုက်တာပဲတာမန်စေခံတယောက်ကိုဘယ်သူမှမတန်တရားဝင်ကြဘူးကံကောင်းသွားတာပဲလို့ပဲထင်ကြမှာဒါပေမဲ့ရင်ဝေးဝေးကိုတော့ဘယ်အရာမှမလိမ့်နိုင်ဘူးအနေရကြားထဲမှာအကောင်းဆုံးလှုပ်ရှားမှုကိုရွေးနိုင်တာအဲ့ဒါကိုတင်ပေးခဲ့တာသူမပဲကျွန်တော်ကောင်းမှမကြည့်ရဘူးကြောက်လန့်နေတဲ့လူမိုက်လို့တုံနေတုံးပဲငါ့ကိုကယ်ခဲ့တာကောင်းတယ်ဒီနေ့ကစပြီးမင်းကငါ personal god ပဲအချိန်တိုင်းငါပေးမှနေမဖြစ်နိုင်ပါဘူးအရှင်မဒီလူနောက်ခံကတန်တရားရှိတယ် assassin နဲ့ပူပေါင်းထားရင်ရောကျမကန့်ကွက်တယ်ဒီလောက်အားနေတဲ့သူကဘလို့ god လုံးမှလဲအရှင်မသူ့ကိုအရင်တွေ့တာကျမပါဒါကြောင့်သူ့ကိုကျမခေါ်သွားမယ်ဘာလို့လဲငါလဲသူ့ကိုသဘောကျနေပြီ Diamond Police ကိုခေါ်သွားပြီးခြေဘဝနှိမ့်ကြုံလုံးမယ်သူတို့ထပ်ပြီးငင်းခုန်နေတန်းကိုနားထောင်ရင်ကျွန်တော်ဘဝကတကယ်တက်ပြီလို့ပဲခံစားရတယ်နောက်ဆုံး Sayo Chang King ရဲ့အကြံကြောင့်၃ယောက်လုံးသဘောတူညီမှုရသွားတယ် Sword Saint တေဆုံးမှုကိုစုံစမ်းဖို့သူတို့၃ယောက်လုံးအိမ်နောက်ဘက်မှာခံဆောင်မယ်နေ့ဘက်မှာကျွန်တော်က Impress အတွက်အလုပ်လုပ်ပြီးသူမကိုကာကွယ်ရမယ်ညဘက်မှာတော့ Demon Lord Luke King Ching ကိုဝန်ဆောင်မှုပေးရမယ်မနက်စောပိုင်းကျရင် Master ရဲ့ခြံဝန်းကိုတန်ရှင်းရေးလုပ်ရတယ်သူတို့၃ယောက်ကကျွန်တော်ကို24နာရီအလုပ်လုပ်ရတဲ့ Shared Employee တယောက်လိုသုံးနေကြတာပဲ